ပကူးရိုးမတော်ရီထဲကကြက်အိမ်ကြီးဟာသွားပြီဖုန်းလိုင်းကလုံးဝမမိတော့ဘူးဟာစီတူနဲ့လန်တာသူငယ်ချင်းတစ်ယောက်ပကိုးရုံးမှတော်တယ် trekking သွားရင်မျက်စိလဲလမ်းမကလမ်းပြောက်သွားကြပြီဘုံလိုင်းကလည်းမမိမှောင်ကလည်းမှောင်သူတို့နှစ်ယောက်တနေရာအယောက်ခက်လန်းလိုင်းတွေအိမ်အိုကြီးတစ်လုံးစီတူငါတို့လမ်းမနေပြီလည်းမသိဘူးမောင်ကလည်းမောင်လာပြီညကလည်းညနေလာပြီဒီညတော့ဒီမှာပဲတိတ်ရမယ်ထင်တယ်အေးဟုတ်တယ်သွားစို့ခြံဝကိုအရောက်ရုတ်တရက်လေပြင်းတွေတိုက်ခတ်လာတယ်သူတို့တယောက်ဟာပညာတာခိုးလုံမှုအင်းလေးကိုအရဲစွန့်ပြီးဝင်သွားကြတယ်အိမ်ရှင်တို့ရှိကြလားဗျာအဲ့ဒီအချိန်အမောင်လေးကနေအဖွားအိုတူဘွားခနဲ့ပေါ်လာတယ်အင်ကြီးကလူမနေတဲ့ကြာနေတယ်လို့ပဲအေးဆက်ပြီးဟောင်းနွမ်းနေကလေးတို့လာကြလေတိုက်နေလို့ဘာမှမကြောက်နဲ့ဒါပေမဲ့အိမ်ထဲကမဆိုင်တာတွေတော့ရှောက်မကင်ကြနဲ့နော်အဖွားအိုကသူတို့ကိုရင်းနှွေးချနဲ့အဲခိုင်းတယ်နန္ဒာနောက်ကျောကိုအေးဆက်တဲ့လက်တစ်ဖက်နဲ့လာကင်တယ်လို့ခံစားလိုက်ရတယ်စီတူငါနောက်မှာတရရုပ်ရှိနေတယ်လို့ပဲစီသူကဓာတ်ပုံလေးရှောက်ရိုက်နေရင်အဖွားအိုကိုရိုက်ထားတဲ့ပုံကိုပြင်ကြည့်လိုက်တဲ့အခါဒါဘာကြီးလဲအဖွားကနန္ဒာရေပြေးဟာပြေးပြေးစီတူရေသူတို့နှစ်ယောက်ကအသက်လူကြီးကြတော့ဒေါ်လန်တလျှောက်ဘောဘန်းစွာနဲ့မနာရန်ပြေးထွက်လာကြတယ်သူတို့လည်းပြင်းရင်သွားရင်မနဲ့မူးလင်းလာတယ်သူတို့ညက record လုပ်ထားတာတွေပြန်ကြည့်တဲ့အခါအိမ်ထဲမှာတရေတွေကြီးပဲဟာနောက်တနေ့မိုးလင်းလို့သူတို့အဲ့ဒီအိမ်ရှိတဲ့နေရာကိုပြန်သွားကြည့်တဲ့အခါမင်းညကအိမ်ကြီးကမရောက်သွားလာ